ဌာနဆိုင်ရာကြီးကျယ်များနဲ့ဝန်ထမ်းများတောင်းသားတောင်းသူများခင်ဗျာစိတ်ကဒုက္ခကာယဒုက္ခမင်္ဂလာတရားနဲ့ပြည့်စုံဖန်ရပါစေကြောင်းသူ့ကောင်းတောင်းရင်မင်္ဂလာနဲ့ရှင်းပါလို့သူ့ကောင်းတောင်းအပ်ပါတယ်ဒီမယာဒီတောင်းကာလ3ရက်နေ့မှာကျင်းပတဲ့တောင်းသားလူငယ်များသုံးရင်ဘွဲတော်နဲ့သက်ဆုံးကူးစွန်အောင်မြင်ကြသည့်တောင်းသူတောင်းသားများအားပညာရေးစုပေးပွဲခန္ဓာတို့တက်ရောက်ပြီးပညာရေးနဲ့အာကစားဦးစီးကိုသာအမတရာတိုးတာပြရသည့်အတွက်ဝန္တာပုံယူမိပါကြောင်းကျေးဇူးပါကြောင်းပြောအပ်ပါတယ်ယခုလိုတောင်းသားလူငယ်များသုံးရင်ဘွဲတော်ကိုရှင်းတဲ့ခန္ဓာပြီးဒီကားတိုင်းနဲ့ဆိုတာကျင်းပနိုင်ရေးအတွက်တောင်းရှိသက်ဆိုင်ရာပုဂ္ဂိုလ်များဆရာဆရာမများတောင်းသားမိဘများဆက်ရသံဃာနာမှပူပေါင်းဆောင်ရွက်မှုကိုလည်းလေးစားအသိမှတ်ပြုပါတယ်ထို့သောအကောင်းဆုံးသောတာဝန်ရှိမှုပူပေါင်းဆောင်ရွက်ကြရင်36နှစ်ကာလအတွင်းဆက်တန်းဖြစ်တည်လာခဲ့သည့်ဒေသအစိုးရပညာရေးကဏ္ဍ၏အထက်အကြောင်းမှမယူ